အားလုံးပဲမင်္ဂလာပါဗျနော်ဒီစနစ်ကတပင်ချစနစ်နေဗျနော်တပင်ချစနစ်နေဒီနှလုံး1နဲ့6နှောင်းနဲ့ခွန်တယ်တပင်ကျော်မယ်ဒီနှလုံး9နဲ့10နှောင်းနဲ့ခွန်မယ်တပင်ကျော်မယ်ဒီနှလုံးနဲ့3ညနောက်ပိတ်နဲ့ခွန်တယ်တပင်ကျော်မယ်ဒီနှလုံးနဲ့4နောက်ပိတ်နဲ့ခွန်မယ်အဲ့ဒီခွန်စနစ်တွေနော်ဒီ3လုံးကခွန်ဒီ3လုံးကခွန်အဲ့ဒီ3လုံးကခွန်ဒီ3လုံးကခွန်အဲ့ဒီခွန်နေနဲ့ဒီမှာရိုက်မယ်ကနန်းနေဒီမှာရိုက်ထားတဲ့ကနန်းဒီမှာရိုက်မဲ့ထားတဲ့ကနန်းအခုဒီပွဲမှာလာမယ်ကနန်းဟုတ်ပြီနော်ဒီ3လုံးခွန်လို့ဖြစ်တာ ਨੇ သူ့ဆောင်မှာအဲ့ဒီ3လုံးက6နော်ဒီ3လုံးက6ဒီ3လုံးခွန်လို့ဖြစ်တာ ਨੇ အဲ့ဒီ3လုံးက6နော်ဒီ3လုံးက6ဒီ3လုံးခွန်လို့ဖြစ်တာ ਨੇ အဲ့ဒီ3လုံးက6အဲ့ဒီ3လုံးက6ဒီ3လုံးခွန်လို့ဖြစ်တာ ਨੇ အဲ့ဒီ3လုံးက6လို့လေအညီရိုက်သွားပြီဟုတ်ပြီအဲ့ဒီစနစ်နဲ့ကျွန်တော်နောက်ပိတ်ခါထိပ်စီးအငိမ့်တွဲထားတယ်ဖြစ်စဉ်နော်အငိမ့်တွဲထားတယ်ဖြစ်စဉ်သူဘယ်လိုလာထားလဲဆိုတော့ဒီ3လုံး6နော်665ဒီ3လုံးခွန်လို့ဖြစ်လိုက်တာ ਨੇ ဒီနေရာမှာရိုက်ထားတယ်ဖြစ်စဉ်မှာနောက်ပိတ်ထဲနောက်ပိတ်နော်နောက်ပိတ်ထဲတခြားကြည့်နော်ဘယ်လိုထဲမလဲဆိုတော့ဒီ3လုံးခွန်လို့ဖြစ်လိုက်တာ ਨੇ ဟာဒီ3ညခါဟာဒီနှလုံးပေါင်းခြင်းက8ဒီ3လုံးက8အဲ့ဒီ8နဲ့9နောက်ပိတ်နဲ့နော်9နောက်ပိတ်နဲ့ခွန်လို့တစ်လုံးနဲ့ရိုက်ထားတယ်ဟုတ်ပြီနော်ဒီ3လုံးခွန်လို့ဖြစ်လိုက်တာ ਨੇ ဟာဒီ3လုံး8နဲ့9နောက်ပိတ်နဲ့ပြန်ခွန်ထားတယ်ဒီ3လုံးခွန်ကြောင့်မလို့ဟာဒီ4လုံးကိုခွန်လို့ပြန်ရိုက်ထားတယ်ဟုတ်ပြီတပင်ကြုံမယ်ဒီ3လုံးခွန်ဟာဒီ3လုံးခွန်လို့ဖြစ်လိုက်တာ ਨੇ ဟာဒီနေရာမှာနှလုံးပေါင်းခြင်းခွန်နော်ဒီနှလုံးပေါင်းခြင်းခွန်ရယ်ဟာဒီက8ခါရယ်ဒီ3လုံးက9နော်ဒီ3လုံး9နဲ့နှစ်နောက်ပိတ်နဲ့ခွန်လို့တစ်လုံးနဲ့တီးတက်ရိုက်ထားတယ်နော်ခွန်တစ်လုံးရိုက်သွားပြန်ပြီနော်ဟုတ်ပြီနောက်တစ်ခါလာပြီတပင်ကြောပဲနော်ဒီ3လုံးခွန်လို့တည်သွားပြီဒီ3လုံးခွန်လို့တည်လိုက်တာ ਨੇ ဟာဒီမှာနှလုံးပေါင်းခြင်းက10နော်ဒီနှလုံးက10ဟာဒီမှာတစ်ထိတ်ခါဟာဒီ3လုံးက3ညခွန်နောက်ပိတ်နဲ့မှာခွန်တာနော်ခွန်နောက်ပိတ်နဲ့မှာခွန်တာဟုတ်ပြီတပင်ကြောမယ်ဒီ3လုံးကိုခွန်ဒီ3လုံးကိုခွန်လို့ဖြစ်လိုက်တာ ਨੇ ဟာဒီနှလုံးပေါင်းခြင်းက3 9ခါဒီ3လုံးက3နေပြီနော်ဒီ3လုံးက3နေပြီခွန်ဖြစ်အောင်4နောက်ပိတ်လို့ထိုင်မယ်နော်ခွန်ဆိုတဲ့စနစ်ထဲရောက်ဖို့4နောက်ပိတ်ပဲထိုင်ရတော့မယ်ဟုတ်ပြီ4နောက်ပိတ်ထိုင်မယ်ဟုတ်ပြီနော်4နောက်ပိတ်ထိုင်မယ်ဒါမှခွန်ဆိုတဲ့စနစ်ထဲကိုသူရောက်မှာဟုတ်ပြီဒီ3လုံးကိုခွန်အဲ့ဒီခွန်ကိုဟာဒီ3လုံးပေါင်းခြင်း8နဲ့9နောက်ပိတ်နဲ့ပြန်ခွန်ထားတယ်တက်ဒါပထမကဒုတိယကဒီ3လုံးကိုခွန်အဲ့ဒီခွန်ကိုဟာဒီ3လုံးပေါင်းခြင်း9နော်ဒီ3လုံးပေါင်းခြင်း9အဲ့ဒီ9နဲ့နှစ်နောက်ပိတ်နဲ့ပြန်ခွန်မယ်ဟုတ်ပြီဒီမှာဒီ3လုံးကိုခွန်အဲ့ဒီခွန်ကိုဒီ3လုံး3ညနဲ့ခါနဲ့ဟာဒီနောက်တွင်းနဲ့ဒီ3လုံးက3ညအဲ့ဒီ3ညနဲ့ခွန်နောက်ပိတ်နဲ့ပြန်ခွန်ပြီဟုတ်ပြီအခုဒီမှာဒီ3လုံးကခွန်သွားပြီဒီ3လုံးခွန်လို့ဖြစ်လိုက်တာ ਨੇ ဟာဒီနှလုံးပေါင်းခြင်း4နဲ့9နဲ့3ခွန်ဖြစ်အောင်4နောက်ပိတ်မှာခွန်မယ်ဟုတ်ပြီနော်အဲ့ဒီမှာနောက်ထိပ်စီးတစ်လုံးနဲ့ထည့်မယ်နော်ဒီ3လုံးနော်ဟာဒီ3လုံးပေါင်းခြင်းက6ဒီ3လုံးပေါင်းခြင်းက6တပင်ကျော်ဒီ3လုံးပေါင်းခြင်းက6တပင်ကျော်ဒီ3လုံးပေါင်းခြင်းက6တပင်ကျော်ဒီ3လုံးပေါင်းခြင်းက6အဲ့ဒီ6ရဲ့နက်ခတ်တွေကို9နဲ့ထိပ်စီးပြန်ရိုက်ထားတယ်ဘယ်လိုရိုက်ထားလဲဆိုတော့ဒီ3လုံး6လို့ဖြစ်လိုက်တာ ਨੇ နော်နောက်နှလုံးပေါင်းခြင်းနောက်နှလုံးပေါင်းခြင်း2ဒီနောက်နှလုံးပေါင်းခြင်း2နဲ့ဟာဒီနှလုံးပေါင်းခြင်းဒီလေးလုံးကို9လို့ရိုက်ထားတယ်နော်ဒီ3လုံး6ရဲ့နက်ခတ်ကိုဟာဒီနှလုံး2နဲ့ဒီနှလုံးခွန်နဲ့9လို့ပြန်ရိုက်ထားတယ်ဟုတ်ပြီနော်ဒါထိပ်စီးတက်လိုက်3ညထိပ်ရသွားပြီဒီမှာကျတော့လေဟာဒီ3လုံးပေါင်းခြင်း6ဒီ3လုံးပေါင်းခြင်း6ရဲ့နက်ခတ်ကို9လို့ရိုက်ချင်တာဟာဒီနှလုံးပေါင်းခြင်းက9နော်1လေးနှလုံးပေါင်းခြင်း9နဲ့ဟာဒီနှလုံး4နဲ့ရတယ်9လို့ရိုက်ထားတယ်နော်9လို့ရိုက်ထားတယ်ဒီနှလုံး4နဲ့
နောက်ပေါင်းချင်း9နဲ့လည်း6လို့ရိုက်ထားတယ်ဟုတ်ပြီတပင်ကျော်ပဲဒီ3လုံးက6ဟာဒီ3လုံးက6အဲ့ဒီ6ရဲ့နှက်ခတ်ကို6ပဲရိုက်ချင်တာဟာဒီနှလုံးပေါင်းချင်းက4ခွန်နှလုံးပေါင်းချင်း4နဲ့ဟာဒီနှလုံး9နဲ့6လို့ပဲရိုက်ခဲ့တာဟုတ်ပြီနော်တပင်ကျော်မယ်ဒီ3လုံးက6ဒီ3လုံးက6ဒီ3လုံး6လို့ဖြစ်လိုက်တာနဲ့6ရဲ့နှက်ခတ်ကို6လို့ရိုက်ချင်တာဒီ3လုံးကအဲ့ဒီ3လုံးက3နေပြီအဲ့တော့ဒီမှာ6ထိပ်ထည့်မယ်နော်6ထိပ်နဲ့4နောက်ပိတ်နဲ့ရပါပြီဒါမှဒီနှလုံးနှစ်နဲ့နောက်နှလုံးပေါင်းချင်းခွန်နဲ့6လို့ရိုက်မှာနော်တခြားကြည့်နော်ဒီ3လုံးက6အဲ့ဒီ6ရဲ့နှက်ခတ်ကိုဟိုက်နှလုံးပေါင်းချင်း2နဲ့ဒီနှလုံးနဲ့6တယ်တပင်ကျော်ဒီ3လုံးက6အဲ့ဒီ6ကိုနောက်နှလုံးပေါင်းချင်း4နဲ့ဟာဒီနှလုံးsorry နောက်နှလုံးပေါင်းချင်း9နဲ့ဟာဒီနှလုံး4နဲ့6တယ်တပင်ကျော်ဒီ3လုံးက6အဲ့ဒီ6ရဲ့နှက်ခတ်ကိုနောက်နှလုံးပေါင်းချင်း4နဲ့ဒီနှလုံး9နဲ့လည်း6တယ်ဟုတ်ပြီတပင်ကျော်ဒီ3လုံးက6အဲ့ဒီ6ရဲ့နှက်ခတ်ကိုဒီနှလုံးခွန်နဲ့အဲ့ဒီနှလုံး2မှာနော်6ထိပ်မှာ2မှာဒါကြောင့်ဒီ3လုံး4လုံးပေါင်းချင်းက6မယ်ဟုတ်ပြီအဲ့ဒီမှာခါထည့်မယ်ခါကိုဘယ်လိုထည့်မလဲရှစ်ဖြစ်ချင်းနဲ့ပြန်ထည့်မယ်နော်ဒီမှာ300ခါဝင်တာဒီမှာ1ခါဝင်တာဒီမှာ10ခါဝင်တာအဲ့ဒီမှာဘာခါဖြစ်နိုင်မလဲမိတ်ဆွေတို့နော်ဒီနှလုံးကဟုတ်ကဲ့နော်ဒီမှာခါထည့်တာနော်ဒီနှလုံးကတက်ခိုက်ရခုံနော်ဒီ3လုံးအဲ့ဒီက3လုံးပေါင်းချင်းနဲ့300ခါနဲ့နော်ဒီ3လုံးနဲ့300ခါနဲ့အဲ့ဒီ4လုံးပေါင်းချင်းကရှစ်လို့ရရအဲ့ဒီရှစ်ကဘယ်ကနေလာခဲ့တာလဲဆိုတော့ဒီခွန်ဒီကိုအဲ့ဒီနှလုံးပေါင်းချင်းဒီ4လုံးပေါင်းချင်းကရှစ်အဲ့ဖြစ်စဉ်တိုင်းပဲနော်ဒီ4လုံးပေါင်းချင်းရှစ်ကြောင့်လို့အဲ့ဒီ3လုံးနဲ့300ခါနဲ့ရှစ်တာဟုတ်ပြီနော်ဒီ4လုံးပေါင်းချင်းအဲ့ဒီ4လုံးပေါင်းချင်းရှစ်အဲ့ဒီရှစ်ကိုဒီနှလုံး1နဲ့ခွန်နဲ့300ခါနဲ့ပြန်ရှစ်တာဟုတ်ပြီနော်အခုနောက်တစ်ခါကဒီမှာလာပြီတပင်ကြမယ်နော်တပင်ကြမယ်ဒီနှလုံးပေါင်းချင်း3နောက်ပဲဒီ3လုံးကခုန်နေပြီရှစ်ဖြစ်အောင်အဲ့ဒီမှာတက်ခါလို့ထည့်သွားတာဒီ4လုံးပေါင်းချင်းကရှစ်လို့ထည့်တာအဲ့ရှစ်ကဘယ်ကလာလဲဆိုတော့အဲ့ဒီနှလုံးပေါင်းချင်းနဲ့ဒီ9ရယ်အဲ့ဒီ4လုံးကရှစ်လို့တည်သွားတယ်နော်ရှစ်လို့တည်သွားတယ်နော်ဒီနှလုံးနဲ့အဲ့ဒီ9နဲ့အဲ့ဒီက2နဲ့ဒီ4လုံးကရှစ်လို့တည်ထားခဲ့လို့အဲ့ဒီရှစ်ကို3နဲ့နှလုံး4ခွန်ရယ်ဒီကတက်ခါလို့ထည့်မှာဒီ4လုံးပေါင်းချင်းကရှစ်မှာအဲ့ဒီရှစ်ကဒီ4လုံးပေါင်းချင်းရှစ်ကြောင့်မလို့ဒီ4လုံးကိုရှစ်လို့ပြန်ထည့်ထားတယ်ဟုတ်ပြီနောက်တစ်ခါလာပြီနော်နောက်တစ်ခါကဒီမှာလာပြီဟုတ်ပြီဒီမှာဘယ်လိုလာလဲဒီနှလုံးပေါင်းချင်း3အဲ့ဒီကခွန်နောက်ပိတ်ဒီ3လုံးက3ညအဲ့ဒီ3ညနဲ့ရှစ်ခါနဲ့ဒီ4လုံးပေါင်းချင်းကရှစ်လို့ရိုက်ထားတယ်အဲ့ဒီရှစ်ကဘယ်ကလာလဲဆိုတော့နော်အဲ့ဒီရှစ်ကဘယ်ကလာလဲဆိုအဲ့ဒီနှလုံးပေါင်းချင်းနဲ့နှစ်ခါနဲ့အဲ့ဒီက6ခါနဲ့ရှစ်လို့ပြန်ရိုက်ထားတယ်နော်ဒီ4လုံးပေါင်းချင်းကရှစ်လို့ပြန်ရိုက်ထားတယ်မျက်စိမလည်နေကြနော်ဒီ4လုံးပေါင်းချင်းကိုရှစ်လို့ပြန်ရိုက်ခဲ့လို့အဲ့ဒီရှစ်ကခွန်ဒီ3လုံးက3ညအဲ့ဒီကရှစ်ခါနဲ့မှရှစ်တာဟုတ်ပြီဒါပြင်ကျော်လာပြီဟုတ်ပြီအဲ့ဒီဖြစ်စဉ်ကဒီမှာကိုနောက်ပိတ်အဲ့ဒီမှာနှလုံးနဲ့ဒီ3လုံးကတက်နေပြီဒီ3လုံးတက်လို့ဖြစ်ပြီးတော့အဲ့ဒီမှာခွန်ခါလို့ထဲမှာရှစ်မှာနော်ခွန်ခါလို့ထဲမှာရှစ်မှာခွန်ခါလို့ထဲမှာရှစ်လို့ဖြစ်မှာနော်ခွန်ခါလို့ဒီ4လုံးပေါင်းချင်းကခွန်မယ်ရှစ်နော်ဒီ3လုံးကတက်ခွန်ခါလို့ထဲမှာရှစ်မှာအဲ့ဒီရှစ်ကဘယ်လာလဲဒီမှာဒီနှလုံးက30အဲ့ဒီ9အဲ့ဒီက9ဒီ4လုံးပေါင်းချင်းရှစ်ကြောင်မလို့နော်ဒီ4လုံးပေါင်းချင်းရှစ်ကြောင်မလို့အဲ့ဒီ3လုံးတက်နေခွန်ခါမှာရှစ်မှာသူ့ရဲ့ဖြစ်စဉ်ကအဲ့ဒီလိုလောက်လာတယ်နော်သူ့ရဲ့ဖြစ်စဉ်ကဒီနှလုံးရယ်ဒီကောင်ရယ်အဲ့ဒီကခွန်ခါရယ်ရှစ်တာဟုတ်ပြီနော်အဲ့ဒီရှစ်တွေကဒီ4လုံးပေါင်းချင်းကိုရှစ်လို့ရိုက်တယ်ခါနှလုံးနဲ့နောက်ပွဲနဲ့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 ဒီ4လုံးရှစ်အဲ့ဒီ4လုံးကိုရှစ်ဒီ4လုံးကိုရှစ်အဲ့ဒီ4လုံးကိုရှစ်အဲ့ဒီရှစ်စနစ်တွေကလောက်ထားတယ်လို့အဲ့ဒီ4လုံးကိုရှစ်မယ်ဒီ4လုံးကိုရှစ်မယ်အဲ့ဒီ4လုံးကိုရှစ်မယ်ဒီ4လုံးကိုရှစ်ထားပြီအဲ့ရှစ်ကဒီကနေဆင်းခဲ့တာနော်အဲ့ဒီမှာအပေါ်မှာကျွန်တော်အဲ့ရှစ်ဇလန်ကြီးပြန်ခင်းပြန်ရင်ရှုပ်ရှက်ခတ်သွားမှာဒါကြောင့်ဒီလောက်နဲ့ဆိုရင်ငြိမ့်နေနော်ဒီဖြစ်စဉ်တိုင်းဆိုရင်ငြိမ့်နေအဲ့ဒီမှာလောက်ထားတဲ့စနစ်ကဒီ3လုံးရှစ်နော်26 3ညဒီ3လုံးရှစ်အဲ့ဒီရှစ်နဲ့9နောက်ပိတ်နဲ့ခုံတယ်တပင်းကြမယ်988ဒီ3လုံးက9အဲ့ဒီ9နဲ့2နောက်ပိတ်နဲ့ခုံမယ်ဟုတ်ပြီနော်တပင်းကြမယ်ဒီ3လုံးက3ည193ညဒီ3လုံးက3ညအဲ့ဒီ3ညနဲ့ခုံနောက်ပိတ်နဲ့မှခုံတာဟုတ်ပြီတပင်းကြမယ်ဒီ3လုံးက3နေပြီခုံဖြစ်အောင်4နောက်ပိတ်အဲ့ဒီခုံကဘယ်ကလာလဲဆိုတော့ဒီ3လုံးကိုအဲ့ဒီနှလုံးနဲ့6နဲ့ခုံတယ်ဒီနှလုံးနဲ့8နဲ့ခုံတယ်ဒီနှလုံးနဲ့3ညနဲ့ခုံတယ်အဲ့ဒီနှလုံးနဲ့4နဲ့ခုံတယ်အဲ့ဒီခုံစနစ်ကိုသူပြန်ထည့်ထားတာဒီနှလုံးအဲ့ဒီ3လုံးက4နောက်ပိတ်မှာခုံတာနော်4နောက်ပိတ်မှာခုံပါဒီမှာကျတော့လေဒီ3လုံးက3ညခုံနောက်ပိတ်နဲ့မှာခုံတာဒီမှာကျတော့လေဒီ3လုံးက9နှစ်နောက်ပိတ်နဲ့မှာခုံတာဟုတ်ပြီနော်နောက်တစ်ခါဒီ3လုံးက8 9နောက်ပိတ်နဲ့မှာခုံပါ
ဟုတ်ပြီအဲ့ဒီစနစ်မှာထိပ်စီးကကြတော့ဒီ3လုံး6ဟာဒီ3လုံး6ဟာဒီ3လုံး6ဟာဒီ3လုံးကို6ဟာဒီ3လုံးကို6ဟာဒီ6ရဲ့နက်ခတ်တွေကိုနောက်နှလုံးပေါင်းခြင်းနောက်နှလုံးပေါင်းခြင်းနှစ်နဲ့အဲ့ဒီနှလုံးနဲ့6တယ်9တယ်နက်ခတ်ရရနော်9တယ်ဒီနှလုံးနှစ်နဲ့အဲ့ဒီနှလုံးနဲ့9တယ်နော်66 300ခွန်ဒီ၄လုံးက9တယ်အဲ့ဒီ9ကဒီ3လုံး6ရဲ့နက်ခတ်ကိုအဲ့ဒီ၄လုံး9လို့ပြန်ချုပ်ထားတယ်ထိပ်စီးထည့်သွားတာတပင်းကြမယ်ဟုတ်ပြီဒီ3လုံး9 3 9 4ဒီ3လုံး9အဲ့ဒီ9ကြောင်မလို့နော်အဲ့ဒီ9ကြောင်မလို့နောက်နှလုံးပေါင်းခြင်းနော်ဒီကနောက်နှလုံးပေါင်းခြင်း9နဲ့အဲ့ဒီနှလုံး4နဲ့9လို့ပြန်ချုပ်သွားတာနော်ဒီ3လုံး6ရဲ့နက်ခတ်ကိုဟာဒီ4လုံးကို9လို့ပြန်ချုပ်ထားတယ်တပင်းကြလာပြီတပင်းကြဒီမှာကြတော့လေဒီခွန်နှစ်ခွန်3လုံးပေါင်းခြင်း6အဲ့ဒီ6ရဲ့နက်ခတ်ကို4လုံးပေါင်းခြင်း9လို့ပြန်ချုပ်ထားတယ်ဒီ3လုံးကခွန်နှစ်နောက်ပိတ်ဒီ4လုံးပေါင်းခြင်း9လို့ပြန်ချုပ်ထားတယ်ဟုတ်ပြီတပင်းကြမယ်ခွန်9 3ည3လုံးပေါင်းခြင်း6အဲ့ဒီ6ရဲ့နက်ခတ်ကိုရိုက်ချင်တာအဲ့တော့ဒီမှာနှလုံးပေါင်းခြင်းဒီနှလုံးပေါင်းခြင်းခွန်အဲ့ဒီနှလုံးနှစ်မှာနော်6ရှိမှတော့ဟာဒီမှာ6ထိပ်စီလို့ထိုင်ရတော့မှာဒီ4လုံးပေါင်းခြင်း9ဖြစ်မှာဟုတ်ပြီဒါကြောင့်ခွန်6ခွန်4ဆိုတဲ့ကဏ္ဍတစ်ကွက်ထဲတဲပဲဗျဟုတ်ကဲ့လားနော်အားလုံးပဲကန်ကောင်းကြပါပြီ6ခွန်4နော်6ခွန်4 6ခွန်4တဲပဲနော်တစ်ကွက်ထဲပဲ6ခွန်4ဟုတ်ကဲ့အားလုံးပဲကန်ကောင်းကြပါပြီဗျနော်